လက်ရှိပညာသင်ကြားနေသူတွေကိုကြည့်မယ်ဆိုရင်ကလေးအယောက်တရာမှာတဝက်လောက်ပဲတေချာသင်ယူနိုင်ပြီးကျန်တဲ့တဝက်ကတော့ပညာသင်ယူဖို့အခက်အခဲတွေရှိနေပါသေးတယ်။အဲ့လိုအခက်အခဲရှိနေတဲ့ကလေးတွေအတွက်ထိရောက်စွာနဲ့ပညာသင်ကြားပေးနိုင်မဲ့ဆရာဆရာမများလိုအပ်လို့နေပါတယ်။အခုဆိုရင် UNESCO Aspect Project မှာမြန်မာနိုင်ငံရှိဆရာဆရာမများရဲ့အတတ်ပညာပုံမအားကောင်းလာစေဖို့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့သင်ယူမှုစဉ်ဆက်မပြတ်စေဖို့ရည်ရွယ်ပြီးတော့မြန်မာ Teacher Platform MTV ကနေတဆင့်ဆရာအတတ်ပညာသင်တန်းသစ်ပေါင်း90ကျော်ကိုဆရာဆရာမများအသိပညာပုံမတိုးတက်လာစေရန်ရည်ရွယ်ပြီးတော့စနစ်တကျအခမဲ့မျှဝေခဲ့ပြီးဖြစ်ပါတယ်။ယနေ့အထိမြို့ပြကြည်လက်နဲ့အမျိုးမျိုးသောအခက်အခဲတွေကြုံတွေ့နေကြတဲ့ဒေသတွေကနေဆရာဆရာမပေါင်း2026ဦးဟာ MTV မှဆရာအတက်တင်သင်တန်းများကိုစာရင်းသွင်းတက်ရောက်ခဲ့ကြပြီးဆရာဆရာမ6819ဦးဟာဒီသင်တန်းတွေကိုအောင်မြင်စွာနဲ့ပြီးဆုံးခဲ့ကြပြီပဲဖြစ်ပါတယ်။အဲဒီသင်တန်းသားတွေကမူလာတန်းအဆင့်ဆရာအတက်တင်သင်တန်းသားများရဲ့69.8%နဲ့အလယ်တန်းဆရာအတက်တင်သင်တန်းသားများရဲ့93.9%ကအမျိုးသမီးများဖြစ်ကြပါတယ်။မြန်မာ Teacher Platform MTV မှာအခမဲ့တက်ရောက်သင်ကြားနိုင်တဲ့သင်တန်းတွေကအသိပညာမျှဝေရုံသာမကလုပ်ငန်းခွင်တွင်မှာပါလိုအပ်ချက်တွေကိုထင်သာမြင်သာရှိစေပြီးအသိပညာတွေကိုလက်တွေ့အသုံးချနိုင်တဲ့အထိပြောင်းလဲသွားစေခဲ့ပါတယ်။သင်ယူသူဗဟိုပြုသင်ကြားရေးနည်းစနစ်တွေဖြစ်တဲ့အုပ်စုလိုက်လှုပ်ဆောင်ခြင်းတွေကစားနည်းအခြေပြုသင်ယူမှုတွေနဲ့ ICT သင်ကြားရေးကိရိယာတွေကိုပုံမအသုံးပြုလာကြပါတယ်။သင်တန်းတက်ရောက်ပြီးတဲ့နောက်မှာအုပ်စုလိုက်လှုပ်ဆောင်တာမျိုးတွေပုံမြင်ပြောတာတွေပါထည့်သွင်းပြလာပါတယ်။ခလေးတွေကလည်းလက်တွေ့လုပ်ရင်သင်တာကိုပိုနားလည်လာပါတယ်။ lesson plan ကလည်းပိုရှင်းလင်းလာပြီးစာသင်ခန်းကိုစီမံခန့်ခွဲရတာပိုယုံကြည်မှုရှိလာပါတယ်။မူလာတန်းနဲ့အလယ်တန်းအဆင့်ဆရာအတက်တင်သင်တန်း18ခုအတွက်ကောက်ယူထားတဲ့စစ်တမ်းကောက်ယူချက်တွေအရသင်တန်းရဲ့ထိရောက်မှုနဲ့လက်တွေ့အကျိုးသက်ရောက်မှုတွေကိုအားရဖွယ်တွေ့ရှိခဲ့ရပါတယ်။မူလာတန်းဆင့်ဆရာဆရာမများရဲ့88.8%ကသင်တန်းတစ်ခုထပ်ပို့ပြီးတက်ရောက်ခဲ့ကြကပါဝင်သူတွေရဲ့95.5%ကသင်တန်းတွေကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ဖြေကြားခဲ့ကြပါတယ်။43.6%ကတော့သင်တန်း9ခုလုံးကိုပြီးမြောက်အောင်မြင်ခဲ့ကြပါတယ်။အဲ့ဒီတည်းက80.9%ကသူတို့ရဲ့စာသင်ခန်းတွေမှာသင်ယူရရှိခဲ့တာတွေကိုလုပ်ငန်းခွင်မှာလက်တွေ့ကျင့်သုံးနိုင်ခဲ့ကြပြီး92.2%ကတော့သူတို့ရရှိခဲ့တဲ့အသိပညာတွေကိုသူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေဆရာတွေနဲ့ရက်ရွာလူထုထံကိုပြန်လည်မျှဝေပေးခဲ့ကြပါတယ်။အလယ်တန်းအဆင့်မှာတော့ရလဒ်တွေကပုံမအားကောင်းလာခဲ့ပြီး93.9%သောသင်တန်းတက်ရောက်သူတွေကသင်တန်းတစ်ခုထပ်ပို့ပြီးတက်ရောက်ခဲ့ကြကပါဝင်သူတွေရဲ့99%ကသင်တန်းတွေကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ခံစားရကြောင်းမျှဝေခဲ့ပြီးသင်တန်း9ခုလုံးပြီးမြောက်အောင်မြင်ခဲ့ကြပါတယ်။သင်တန်းသားတွေကသူတို့ရဲ့နေ့စဉ်ဘဝတွေနဲ့100%ကိုက်ညီတဲ့အကြောင်းအတည်ပြုခဲ့ကြပြီးဆရာဆရာမတွေရဲ့93.9%ကသင်ယူရရှိခဲ့တာတွေကိုလုပ်ငန်းခွင်မှာအသုံးချလျက်ရှိပြီး90.9%ကတော့သူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ပြန်လည်မျှဝေခဲ့ပြီးအားကောင်းတဲ့စင့်ပွားအကျိုးသက်ရောက်မှုကိုဖန်တီးပေးလျက်ရှိပါတယ်။ဒီအချက်လက်တွေအရမြန်မာ Teacher Platform MTV ရှိဆရာအတက်တင်သင်တန်းတွေဟာနိုင်ငံတော်ဝန်ကျေပြည့်ရုံသာမကပဲသင်ကြားရေးစနစ်ပုံမတိုးတက်လာမှုနဲ့အတူသင်ယူမှုဆက်လက်ရရှိရေးတို့ကိုပါပံ့ပိုးမှုများပေးနေကြောင်းသက်သေပြလိုနေပါတယ်။ UNESCO ရဲ့မြန်မာ Teacher Platform MTV ကနေတဆင့်သင်ကြားပို့ချပေးနေတဲ့သင်တန်းတွေကမူလာတန်းနဲ့အလယ်တန်းဆရာတွေရဲ့နေ့စဉ်သင်ကြားရေးနဲ့ရက်ရွာပညာရေးလုပ်ငန်းတွေမှာထိရောက်တဲ့ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့ပြီးလက်တွေ့ပြန်လည်အသုံးချနိုင်မှုကိုတိုးမြှင့်ပေးပါတယ်။ဒီအသိပညာတွေကိုကိုယ့်စီမှာပဲသိမ်းမထားပါဘူး။တခြားဆရာတွေကလေးတွေရက်ရွာကလူတွေကိုလည်းမျှဝေပေးပါတယ်။ဒါမှလည်းပိုများတဲ့သင်ယူသူတွေအကျိုးရှိမှာပါ။အခုဆိုကလေးတွေကိုစနစ်တကျသင်တော်မှန်ကန်တဲ့နည်းနဲ့သင်ကြားပေးနေနိုင်ပါပြီ။အခုဆိုရင်တော့ UNESCO ရဲ့ဆရာအတက်တင်သင်တန်းတွေကဆရာဆရာမတွေရဲ့ကိုယ်ပိုင်အရေးသွေးတွေကိုမြင့်တင်ပေးုံသာမကဒေသအသီးသီးမှာရှိတဲ့သင်ကြားရေးစွမ်းရည်တွေကိုအားကောင်းလာစေဖို့နဲ့
ပညာရေးစင်စက်မပြတ်စေဖို့တက်ကြွစွာစွမ်းဆောင်ပေးလျက်ရှိနေပါတယ်။ပုံမကောင်းမွန်သောသင်ကြားရေးနည်းလမ်းများဖြင့်အနာဂတ်မျိုးဆက်သစ်များကိုပြုထောင်ဖို့မြမတီချာ platform MTP ရဲ့ဆရာအတက်သင်သင်တန်းများကိုတက်ကြပါစို့။